အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နေ့စဉ်ကိုကောင်းမွန်တဲ့စကားလေးတွေပြောတတ်တဲ့အကျင့်ကိုခင်နဲ့အတူတူလိုက်ပြောကြည့်ဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်โอเคဒါဆိုစမယ်နော်ငါကတန်မာတယ်ငါကကျမ်းမာတယ်ငါကထူးခြားတယ်ငါကစီကန့်ရှိတယ်ငါကပို့တော်လာတယ်ငါကပိုကောင်းတဲ့အရာတွေနဲ့ထိုက်တန်တဲ့သူဖြစ်တယ်ငါတောင်းတသမျှတိုင်းလွယ်ကူကူနဲ့ရတဲ့သူဖြစ်တယ်ငါကတိုးတက်နေတဲ့လမ်းကြောင်းတွေကိုပဲရွေးချယ်တယ်ငါကအလုပ်အပေါ်မှာအကောင်းဆုံးနဲ့စေတနာထားပြီးလုပ်တတ်တဲ့လူဖြစ်တယ်ငါကဘာကိစ္စပဲလုပ်လို့တာဝန်ယူမှုတာဝန်ခံမှုအဖြစ်ရှိတယ်ငါမှာအရာရာကိုအချိန်တိုအတွင်းသင်ယူတက်မြောက်လွယ်တဲ့ growth mindset ရှိတယ်ငါထင်ထားအထက်ပို့ပြီးတန်မာကျမ်းမာကြန့်ခိုင်ပြီးအရေးအချင်းတွေနဲ့ပြည့်စုံတဲ့လူဖြစ်တယ်ငါကချစ်ချင်းမြတ်တာတွေနဲ့ထိုက်တန်တဲ့သူဖြစ်တယ်ငါကပြည့်စုံကြွယ်ဝမှုတွေနဲ့ထိုက်တန်တဲ့သူဖြစ်တယ်ငါကကိုချစ်တယ်ကိုလေးစားတယ်ငါရဲ့ဖြစ်တည်မှုကိုငါချစ်တယ်ငါရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းအားလုံးကိုချစ်တယ်ငါရဲ့ဖြစ်တည်မှုကိုငါလက်ခံတယ်ငါအနားမှာဆရာကောင်းမိတ်ဆွေကောင်းပတ်ဝန်းကျင်ကောင်းတွေရှိတယ်ငါဘဝမှာဘလို့စိန်ခေါ်မှုတွေပဲလာကြောင်းရတုံးလုံးမသွားပဲနဲ့တည်ငြိမ်အေးဆေးဖြည့်ရှင်းနိုင်တဲ့လူဖြစ်တယ်ငါကစိန်ခေါ်မှုတစ်ခုနဲ့တွေ့ကြုံတိုင်းအခွင့်အလန်းလို့မြင်တတ်တဲ့သူဖြစ်တယ်အရာအလုံးကငါစိတ်တိုင်းချဖြစ်နေတယ်ငါလက်ရှိကြုံတွေ့နေရတဲ့ကိစ္စတိုင်းကငါဘဝရဲ့တိုးတက်ဖို့အတွက်ပဲငါကကြီးကျယ်ခမ်းနားတဲ့အရာတွေကိုလုပ်ဖို့ထိုက်တန်တယ်ငါရဲ့ဘဝကအဓိပ္ပာယ်ရှိတယ်ငါဖြစ်ချင်တဲ့အရာတွေပေါ်မှာယုံကြည်မှုအပြည့်ရှိတယ်ငါရဲ့ခံစားချက်တွေကလက်တွေ့ဘဝကိုဆွဲငင်တယ်ဘလို့အခက်အခဲမျိုးမဆိုငါကြော်လွှားနိုင်တယ်ငါရဲ့လုံနိုင်စွမ်းတွေကအကန့်အသတ်မဲ့တယ်ငါလိုချင်တဲ့အဖြေတွေကငါစီမှာရှိတယ်အဲ့ဒီအဖြေတွေကိုနေ့တိုင်းရှင်းရှင်းလင်းလင်းနဲ့မြင်နေရပြီငါရဲ့ယုံကြည်မှုတွေကိုဘယ်သူမှရှက်တန်းလို့မရဘူးနောက်ထောင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်ဘိုင်ဘိုင်